အခု April 28မှာလေဒီအလုပ်သမားညွှန်ကြားရေးမှုဦးစီးဌာနကနေပြီးတော့ကြီးညာချက်တရက်ထုတ်ပြန်ထားပါတယ်အရေးကြီးပါတယ်ပြည်ပရောက်မြန်မာနိုင်ငံသားများပေါ့နော်အတွက်ကျွန်မအဲ့ဒါလေးကိုတည်တည်ချာချာပြန်ဖတ်ပြပေးပါမယ်နော်ပြည်ပရောက်မြန်မာနိုင်ငံသားများပေါ့နော်ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေခွင့်ဖြင့်မြန်မာနိုင်ငံသို့ခိတ္တပြန်လည်ဝင်ရောက်မဲ့အလုပ်သမားများသည်တဲ့မေလ1ရက်နေ့ကနေစတင်ပြီးတော့အသစ်သတ်မှတ်ထားတဲ့လုပ်ငန်းစဉ်များကိုလိုက်နာရမည်ဖြစ်သည်ဟုဆိုပါတယ်တဲ့ထိုအလုပ်သမားများသည်တဲ့မြန်မာနိုင်ငံသို့မလာရောက်မီမိမိတို့အလုပ်ရှင်ထံမှရရှိထားသည့်ခွင့်စာ letter of permission of leave ကိုတဲ့သက်ဆိုင်ရာနိုင်ငံရှိမြန်မာတန်ယုံအဖွဲ့နော်အဖွဲ့ယုံသို့မဟုတ်ကောင်စစ်ဝင်ချုပ်ယုံများသို့တွားရောက်ပြသ၍ထောက်ခံစာယူဆောင်လာရမည်ဖြစ်သည်တဲ့နော်မြန်မာတန်ယုံသို့မဟုတ်ကောင်စစ်ဝင်ယုံများဖွင့်လှစ်ထားခြင်းမရှိသည့်နိုင်ငံများတွင်ရောက်ရှိနေသူများအနေဖြင့်လည်းတဲ့မိမိတို့နဲ့အနည်းဆုံးနိုင်ငံသို့မဟုတ်အနည်းဆုံးမြို့ရှိမြန်မာတန်ယုံများကိုတွားရောက်ခါခွင့်စာပြသ၍ထောက်ခံစာယူရန်အသိပေးထားပါတယ်တဲ့ထို့အပြင်နဲ့ခွင့်ဖြင့်ပြန်လာပြီးနောက်ပြည်ပသို့ပြန်လည်ထွက်ခွာမည့်အလုပ်သမားများအနေဖြင့်မိမိတို့၏ work permit visa နဲ့ခွင့်စာပါလုပ်ငန်းခွင်သည်ရခင်ကင်ဆောင်ထားသည့် OWIC ကတ်တွင်ပါရှိသည့်လုပ်ငန်းခွင်နှင့်မတူညီတော့ပါကမြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် OWIC ကတ်ကိုအသစ်ပြန်လည်လျှောက်ထားရပြီတဲ့အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကတဲ့အထူးသတိပေးထားသည်မှာတဲ့ပြည်ပသို့ပြန်လည်ထွက်ခွာချိန်တွင်သက်ဆိုင်ရာမြန်မာတန်ယုံ၏ထောက်ခံစာကိုတင်ပြနိုင်ရမည်ဖြစ်ပြီးတော့တဲ့အကယ်၍ခွင့်စာကိုလိမ်လည်တင်ပြလာကြောင်းစစ်ဆေးတွေ့ရှိပါကကာလသတ်မှတ်ချက်တစ်ခုအနေဖြင့်ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနဲ့ blacklist တွင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုထားပါတယ်တဲ့နော်အခုလိုတင်းကြပ်ရခြင်းမှာတဲ့အချို့သောအလုပ်သမားသစ်များသည်ဝင်ကြီးဌာနမှာအမှတ်ထားတဲ့စနစ်တကျစုဆောင်ခြင်းသင်တန်းတက်ခြင်းနဲ့စီးစစ်ခြင်းလုပ်ငန်းစဉ်တွေကိုကြော်လွှားပြီးတော့တဲ့ခွင့်ပြန်အလုပ်သမားအယောင်ဆောင်ကခွင့်စာအတုတွေနဲ့တရားမဝင်ထွက်ခွာရန်စ조사နေခြင်းကြောင့်ဖြစ်သည်ဟုအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားတယ်တဲ့ပြည်ပရောက်အလုပ်သမားတွေပေါ်ဒါကတဖြည်းဖြည်းနဲ့တင်းကျပ်လာတဲ့သဘောလို့သူရေးထားပါတယ်အဲ့ဒါလေးကိုပြည်ပရောက်မြန်မာနိုင်ငံသားများအတွက်အရေးကြီးသတင်းလေးဖြစ်လို့ကျွန်မကဒီသတင်းကိုပြောပြခြင်းဖြစ်ပါတယ်လာမယ့်မေလ1ရက်နေ့မှာစပြီးတော့သူတို့ဒီဟာကိုအကောင့်ထဲပေါ်မယ်လို့ရေးထားပါတယ်เนาะအဲ့ဒါလေးကအရင်ရေးကြည့်လို့ breaking news တွေနဲ့ကျွန်မကပြောပြရခြင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေတကယ်လို့ပြန်မဲ့လူတွေရှိခဲ့လို့ရှင်လေအဲ့ဒါလေးကိုမဖြစ်မနေဒီ website တွေမှာပေါ့နော်သက်ဆိုင်ရာတန်ယုံ website တွေပါဒီမှာဝင်ကြည့်ပေးဖို့ဒါလေးကိုသတိပြုစေချင်ပါတယ်အဲ့ဒါလေးကိုတော့မပြန်ခင်မှာမမေ့မလျော့ပေါ့နော်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေလှုပ်ဆောင်သွားဖို့လိုပါတယ်ကျွန်မအဲ့ဒါလေးပြောချင်လို့ပါကျေးဇူးများတင်ပါတယ်ရှင် Globe Trotter Jackie ပါ bye bye နိုင်ငံရေးကိုဗန်းပြပြီးတော့ဆယ်လီဖြစ်သွားတဲ့လူတချို့ကောင်တွေကောင်မတွေအကြောင်းကျွန်တော်ပြောပြမယ်တချိန်တုန်းကဆိုရင်အမေစုကိုချစ်ပါတယ်ဟာလားဦးဝင်းမြင့်ကိုချစ်ပါတယ်ဒီမိုကရေစီမှဒီမိုကရေစီထောင်လိုက်တဲ့လက်သုံးချောင်းဆယ်လီမဖြစ်ခင်မှာတော့ထောင်လိုက်တဲ့လက်သုံးချောင်းဆယ်လီမဖြစ်အောင်အမလေးစ조사နေကြတာတက်တေတွေပြလိုက်ကြတာအခုကျတော့ခင်ဗျားတို့ဆယ်လီလည်းပြစ်သွားဈေးကိုရောင်းတယ်လို့ဒီဈေးကိုရောင်းတယ်လို့ ਨੇ ဟာလားနိုင်ငံရေးလည်းမလုပ်တော့ဘူးဟိုဘက်လည်းမပါအနီဘက်လည်းမပါတော့ဘူးအစိမ့်ဘက်လည်းမပါတော့ဘူးခြံစည်းရိုးကိုခွာထိုင်ပြီးတော့ခွာထိုင်နေတဲ့လူတွေတတ်ပဲနော်အဲ့တော့ခမားတို့တွေကနိုင်ငံရေးနဲ့လှုပ်ပြီးနိုင်ငံရေးနဲ့ဆယ်လီဖြစ်သွားတဲ့လူတချို့တွေအခုချိန်မှာခမားတို့တွေကနိုင်ငံရေးပဲခမားတို့ပြန်လှုပ်ကြလေခမားတို့လှုပ်ရင်ပို့ပြီးတော့ထီရောက်မှုရှိတယ်နော်ခမားတို့ကဆယ်လီအကြီးစားတွေဖြစ်သွားပြီးခမားတို့တခွန်းပြောတာနဲ့တခွန်းထီရောက်မှုရှိတယ်အခုတော့ခမားတို့တွေကနိုင်ငံရေးမလှုပ်တော့ဘူးနော်သူများကိုအတန်းချင်းရှာဟိုလူကိုအတန်းချင်းရှာဒီလူကိုအတန်းချင်းရှာသူများ profile တွေယူသူများထမင်းစားတဲ့ပို့တွေကိုဘော်ကောတွေယူပြီးတော့လိုက်ပြီးအတန်းချင်းရှာပြီးတော့အတန်းကြီးလိုက်ရှာနေတဲ့အောက်တန်းစားတွေခင်ဗျားတို့လောက်ရက်တွေရက်တင်တာရက်ဟာလားနော်သူများမပြောရဲပြီမဲ့လဲကြုတ်ပြောရဲ့ငါပြောတယ်ဘာဖြစ်လဲခင်ဗျားတို့လောက်ရက်တွေခင်ဗျားတို့ကြည့်ဟ
ခိုနေရလဲပါတယ်သူတို့ဒီနေရလဲသူတို့ပါတယ်ဟမ်အဲ့ဒါရမှခင်ဗျားတို့ကသမင်းစားရတာလားဟမ်အဲ့တော့အဲ့လိုမျိုးကောင်တွေကိုတွားပြီးတော့အားပေးတဲ့လူတွေကိုတကယ်တိတ်အံ့ဩတယ်ယွံဖို့ကောင်းတယ်အခုနိုင်ငံရေးနဲ့လှုပ်ပြီးဆယ်လီဖြစ်သွားတဲ့သူတွေအခုချိန်မှာအဲ့လူတွေနိုင်ငံရေးပြန်လှုပ်တယ်ထင်တာမလှုပ်တော့ဘူးဟိုလူကိုအကြောင်းပြဒီလူကိုအကြောင်းပြဟိုလူကိုပုံထောင်းဒီလူကိုပုံထောင်းသူများကဝေဖန်ဗီဒီယိုဖိုင်လေးယူပြီးတော့ဗန်းပြပြီးတော့လှုပ်စားနေတဲ့ဟာတွေအများကြီးအခုTikTokတွေမှာနော် Facebook တွေမှာယူတာပြန်ပလဲနေတာပဲအများကြီးအဲ့လိုလူမျိုးတွေနော်အဲ့တော့ကျုပ်ကဘ누구ကိုပြောတယ်ဆိုတာကဟောဒီကအကိုတွေအမတွေပဲနော်စဉ်းစားဟုတ်လားနော်အဲ့လိုလူမျိုးတွေထောက်ခံတယ်ကျုပ်ကနာမည်တက်မပြောဘူးနော်နာမည်တက်ပြောရင်ဒီထက်ပိုဆိုးသွားမှကြောက်လို့အဲ့တော့ကို့အကြောင်းကိုတိကြနော်ကိုကနိုင်ငံရေးမလုပ်တော့ဘူးဆိုရင်သူများ profile တွေယူပြီးတော့နော်အတန်းရှင်းသွားပြီးတော့ရှာစရာမလိုဘူးဟာလားတကယ်တည်င်းအစ်စ်အမှန်တွေဆိုရင် record ယူပြီးတော့အတန်းရှင်းရှာတာဆိုတာဘာမှမပြောဘူးနော်တနေ့အမလေး Facebook ပေါ်ကပတ်စံဝင်တိုင်းဟိုလူကိုဗန်းပြဒီလူကိုဗန်းပြဟိုလူ profile ယူဟိုလူပုံတွေယူဒီလူပုံတွေယူပြီးတော့နော် record တွေယူပြီးတော့တဆင့်ပြန်ပြောနင်တို့ပါတယ်ဟုတ်လားကြီးလားသူတော်ကောင်းကြီးလို့ပါလို့နဲ့ဟာလားလူတယောက်ရဲ့တစ်ဖက်သားကိုနော်တေးကြမလေးလာမစုံစမ်းမနဲ့သူများစီးပွားရေးကိုတုံးနဲ့ထိုးပြီးတော့မိမိလူကောင်းလို့ပြပြီးတော့ဟာလားတော်နာမည်ကြီးကျင်နေတာဟာလားတော်နာမည်ကြီးကျင်တယ်ဟာလားအောက်တန်းစားတွေအဲ့လိုမျိုးအောက်တန်းစားတွေအခုချိန်မှာနိုင်ငံရေးလောက်ခံကြီးမလုပ်တော့ဘူးဒီဟာနဲ့အတန်းရှင်းရှာမှသာဒီဟာနဲ့သူတို့စားနေရတဲ့လူတွေခင်ဗျားတို့အတန်းချင်းရှာတယ်ဆိုတာမရှာဘူးမဟုတ်ဘူးရှာတေးချာသူများအကြောင်းကိုစုံစမ်းတေးချာတိကျရတဲ့သတင်းတွေကို record ယူပြီးတော့ပြန်ပြီးတော့အတန်းချင်းရှာမယ်ဆိုရင်တော့တမျိုးဟာလားမဟုတ်မမှန်တဲ့ဟာတွေလဲဟိုနေရာလဲသူတို့ပါတယ်ဒီနေရာလဲသူတို့ပါတယ်ပောက်ကရတွေလိုက်လို့လူတွေဒုက္ခပေးနော်အောက်တန်းစားတွေမင်းတို့လုံနေတဲ့လုံရက်တွေကမင်းတို့ရက်တင်ရမင်းတို့ရက်